သူတို့တွေဟာတယောက်နဲ့တယောက်လူတန်းရှေကီစီပြီးပတ်ဝန်းကျင်ကိုတေးချအကဲခံရင်ရှေ့ကိုတိုးလာနေကြပါတယ်။ဒီအဖွဲ့ကိုရှေ့ဆုံးကနေဥဆောင်လာတာကတော့ဇူဘာနဲ့ဘာဟာဆိုတဲ့ညီကိုနှစ်ယောက်ပါ။ဒီနေရာမှာပရိသတ်တို့သိထားရမယ့်အခြေတစ်ခုရှိတယ်ဗျ။သူတို့ညီကိုနှစ်ယောက်ဟာငယ်ငယ်လေးကတည်းကအကျန်းဖက်တိုက်ခိုက်မှုကြောင့်မိသားစုဝင်အားလုံးအသက်ခံခဲ့ရတာပါ။အဲ့ဒီနေ့ကစပြီးဒီညီကိုနှစ်ယောက်ဟာတယောက်ကူတယောက်အားကိုပြီးဘဝကိုခက်ခဲကြမ်းတမ်းစွာဖျက်ဆီးလာခဲ့ကြတာ။ဒါပေမဲ့ပိုပြီးတုံ့လို့စရာကောင်းတာကသူတို့နှစ်ယောက်လုံးမှာပြင်းထန်တဲ့ကိုယ်ခန္ဓာတန်ရာတွေရှိနေတာပဲ။ဘာဟာကခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရလို့ပြန်လည်ပြုပြင်တဲ့ခွဲစိတ်မှုတွေလုပ်ထားရတယ်လို့စူဘာကလည်းဖုန်ခုံးတန်ရာအပြင်းထန်ရထားတဲ့သူပါ။မိသားစုကိုဆုံးရှုံးလိုက်ရတဲ့နာကြီးချက်ကြောင့်သူတို့နှစ်ယောက်ဟာနိုင်ငံတော်ကိုကာကွယ်ဖို့တစ္ဆာဆိုခဲ့ကြတယ်။သူတို့လိုမျိုးတခြားမိသားစုတွေထပ်ပြီးမကြုံတွေ့ရအောင်ဆိုတဲ့စိတ်နဲ့9နှစ်တိုင်တိုင်မနာမနီလေ့ကျင့်ခဲ့ကြတာပါ။ဒါပေမဲ့အခြေအနေတွေကသူတို့ထင်သလိုဖြစ်မလာခဲ့ဘူး။ Special Forces ထဲဝင်ဖို့အချင်းချင်းစူးစမ်းခဲ့ပေမဲ့ကိုခန္ဓာပိုင်းဆိုင်ရာမပြည့်စုံဘူးဆိုတဲ့အကြောင်းပြချက်နဲ့အမြဲတမ်းအပိတ်ခံခဲ့ရပါတယ်။ဒါပေမဲ့တကယ်တော့ဇွေးရှိတဲ့သူအတွက်လမ်းဆိုတာအမြင်ရှိစမဲပါပဲ။ဒီနေ့မှာတော့သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့သူပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ကာနေဖာဆယ်ပါပဲ။လူတွေစစ်ဆေးတဲ့အရာရှိကသူတို့ကိုရိုင်းရိုင်းဆိုင်ဆိုင်နင်းထုနေတာကိုကာနေကမြင်သွားပြီးအဲ့ဒီအရာရှိကိုအကြီးအကျယ်စူဖို့ချိန်မောင်းလိုက်ပါတယ်။ပြီးတော့သူကိုယ်တိုင်ပဲဒီညီကိုနှစ်ယောက်ကိုလူတွေစစ်ဆေးမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကာနေဖာဆယ်ကသူတို့နှစ်ယောက်ကိုကြည့်ပြီးပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။မင်းတို့ဒီကိုအချင်းချင်းလာနေတာကိုငါစောင့်ကြည့်နေတာကြာပြီ။မင်းတို့မှရှိတဲ့ဒီလိုစိတ်ဓာတ်မျိုးကတွေ့ရခဲ့တယ်တဲ့။ဒါကြောင့်သူကအခွင့်အရေးတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့တလားချမဲ့အပြင်းထန်ဆုံးလေ့ကျင့်ခန်းတွေကိုခံယူဖို့ပါပဲ။မင်းတို့ရဲ့ခြေထောက်တန်ရာဖုံခုံးတန်ရာတွေကိုငါကအကြောင်းဖြစ်ချက်အဖြစ်လက်ခံမှာမဟုတ်ဘူး။ဒီငရေခန်းတွေကိုကြောဖြတ်နိုင်မှာပဲငါမင်းတို့ကိုရွေးမယ်လို့ရာဇသံပေးလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ရွေးချယ်ခံရတဲ့လူသစ်တွေအားလုံးကိုစုပြီးကနေကကြက်တီးထက်စရာမိန်ခွန်းတစ်ခုချွေးပါတော့လေ။ဒီနေရာဟာနာမည်ကြီးဖို့ဒါမှမဟုတ်ကိုကြွားလုံးထုတ်ဖို့လာတဲ့နေရာမဟုတ်ဘူး။ငါတို့ရဲ့တခုလဲသောတာဝန်ကတွေးကြီးနိုင်ငံသားတွေကိုကာကွယ်ဖို့ပဲ။ဒီထဲကိုတစ်ခါဝင်လာပြီးရင်နောက်ပြန်လဲစရာလမ်းမရှိဘူး။မင်းတို့ဒီနေရာကနေသေမပဲထွက်သွားရမယ်။မင်းတို့ကအတူတူနေမယ်အတူတူသေရမယ်။စစ်တီတယောက်လဲသွားရင်အယောက်တစ်ချောင်းပြန်ထားလာရမယ်တဲ့။ဒီစကားတွေကနားထောင်နေတဲ့သူတိုင်းကိုတုံ့လို့သွားစေခဲ့တာပါ။နောက်ဆုံးမှာတော့လူပေါင်း200ကျော်တဲ့ကနေအရေးချင်းအရှိဆုံးစစ်တီ20ပဲရွေးချယ်ထင်ခဲ့ရပြီးအဲ့ဒီထဲမှာကျွန်တော်တို့ရဲ့စူပါနဲ့ဘာဟာလည်းပါဝင်သွားခဲ့ပါပြီ။ကဲရှေ့ဆက်ပြီးသူတို့ညီကိုဒီဘလို့အန်တီရတွေနဲ့ရင်းဆိုင်ရအောင်မလဲဆိုတာကိုတော့ပါ3မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ recap လေးတွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ line နဲ့ follow လေးလုပ်ထားဖို့မမေ့နဲ့ဦးနော်။